โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Gulas ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာဆိုရင်ဒါကျွန်တော်တို့အာမခံ9နှစ်ပါမယ်ပြီးလို့ရှိရင်မိတ်ရင်ထိုင်လန်ဖြစ်မယ်ဂျိုးရီယာမိတ်ပေါ့နော်လုံးဝတရုတ်မဟုတ်ဘူးပေါ့နော်ပြီးရင် inverter တိုက်ဖြစ်မယ်သူကတော့ MCG brand လေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်3-4 ရက်ရှိပြီကျွန်တော်ဒီမှာစမ်းနေတာပေါ့နော်စမ်းနေတဲ့ချိန်မှာဒါ MCG ရဲ့ inverter တိုက်တွေကကျွန်တော်တို့ဘာကြောင့်သုံးသင့်တာလဲပေါ့နော်ပြီးရင်အခုညွှန်းမဲ့ review လုပ်မဲ့ brand ကကျွန်တော်တို့လုံးဝဈေးအနည်းဆုံး brand တော့ဖြစ်မှာမဟုတ်ပါဘူးအဲဒါဆိုကျွန်တော်ဈေးကိုအလဲလက်ထဲမှာမှသုံးလို့အဆင်ပြေတဲ့ဈေးနှုန်းလေးနဲ့ပေါ့နော်အဲဒီ brand လေးကိုကျွန်တော်တို့review လေးလုပ်ပေးပါမယ်ဆိုတော့ဒီကောင်းမှာဆိုရင်ပထမချက်အနေနဲ့ကျွန်တော်ဒါ inverter တိုက်ဖြစ်တဲ့အတွက်inverter တိုက်ဖြစ်တဲ့အတွက် battery တို့ solar တို့နဲ့သုံးမယ်ဆိုရင်ဒါအရင်အဆင်ပြေပါတယ်ပြီးရင် inverter တိုက်ဆိုပြီးတော့စတင်တည်ထွင်ကြတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့မီးအားစားသက်သာဖို့ပေါ့နော်မီးအားစားသက်သာရဲဆိုတော့ဒါ power consumption လျော့ဖို့ပေါ့နော် energy saving ဖြစ်ဖို့ပေါ့အဲ့ဒီရည်ရွယ်ချက်တွေနဲ့ထုတ်တယ်ပြီးရင်energy saving ဖြစ်အောင်လုပ်ရင်ပြီးရောဆိုတော့အေးနှုံးတွေ cooling capacity တွေလျော့သွားလို့လည်းမဖြစ်ပြန်ဘူးဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကအေးနှုံးလည်းမရောချင်ဘူးပေါ့ဗျာပြီးရင် energy လည်းသက်သာရမယ်အဲ့ဒီလိုမျိုးစဉ်းစားပြီးတော့ကျွန်တော် brand တွေကတစ်ခုနဲ့တစ်ခုပေါ့နော်ဒီပညာတွေတိုးတက်လာရင်းနဲ့ဒီကောင်မှဆိုရင်ဘာတွေပါလာပြီလဲဆိုတော့ကျွန်တော်တို့ဒါenergy control တွေပါလုပ်နိုင်တယ်ပေါ့နော်ဒီ remote မှာဆိုရင်ဒါ eco move ပါမယ်eco move မှာကျွန်တော်တို့ဒါ level 1 2 3 ထိချိန်လို့ရပါတယ်ဒါဆိုရင် level 1 energy saving ဖြစ်မယ် level 2 energy saving ဖြစ်မယ် level 3 energy saving ဆိုပြီးတော့ဒါကိုယ့်ရဲ့စိတ်ကြိုက်ရွေးချယ်လို့ရတဲ့ function တွေပါလာပါတယ်ဆိုတော့ဒီ function တွေကကျွန်တော်တကယ်လုပ်သလားပေါ့ဒါဆိုရင်ဒီ function တွေကိုကျွန်တော်တို့တကယ်လုပ်မလို့ကျွန်တော်ဆန်းပါမယ်အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုပါပေါ့နော် MVR တွေပါတယ်ဆိုရင်ဒါ high speed နဲ့လဲနေတာဖြစ်ပါတယ် pressure 150ကျော်နဲ့ဒါ MVR 5.6 တို့ပါလို့ရှိရပါတော့ okay အဲ့ဒါမှာကျွန်တော်တို့ကlevel 3နဲ့စပြီးတော့စမ်းပါပြီဒါ level 3 energy saving ပေါ့နော် temperature ကိုကျွန်တော်22 23ထားလိုက်ပါပြီ25ပေါ့နော် temperature ကိုပုံမှန်တိုင်းပဲထားမယ်ကျွန်တော်အဲ့လို energy saving level 3တို့2တို့1တို့ကိုယ့်အကိုအစစ်စစ်ရွေးချယ်တဲ့အခါမှာသူကရာခိုင်နှုန်းအလိုက်ပေါ့နော် level 3ဆိုရင်တော့စွမ်းရည်ချွေတာမှုအများဆုံးပါဆိုတော့အဲ့ဒီလိုမျိုးချွေတာမှုကိုကျွန်တော်တို့ level 3ထိထားလိုက်ပြီဆိုရင်တော့မှကိုလီထွက်တဲ့ဟာကမလျော့သွားပါဘူးဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော် temperature ကဒါသူ့ရထွက်နေတဲ့ A နှုန်းက 90.5 ပေါ့နော်ဒါမူလရှိနေတဲ့ temperature က 33.9 ပါခြားနာချက်ကကျွန်တော်တို့ဒါ7ကျော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါ energy saving လုပ်လိုက်ပြီမဲ့လေထွက်လာတဲ့ A နှုန်းကမလျော့ပါဘူးပြီး compressor speed တွေကိုတော့သူကတော့ short ချပြမှာပါဒါဆိုစောစော5ကျော်ရှိတာနဲ့ 4.7 ရောက်သွားပါပြီပြီးရင်ထပ်ပြီးတော့ short အောင်ပါဒါအခန်းကသူက setting temperature မပြည့်သေးတဲ့အတွက်မလျော့သေးဘူးလဲအောင်ပါကိုသတ်မှတ်ထားတဲ့ temperature ရောက်ပြီဆိုတာနဲ့ဒီ compressor ရဲ့ speed ကိုသူကလုံးဝထပ် short မယ်နော်အခုဆို 4.1 ပေါ့ဗျာဆွေးပြီးနဲ့လျော့သွားပြီဆိုတော့အဲ့လိုမျိုးလျော့သွားတဲ့အခါမှာတကယ်ကို energy saving ဖြစ်တာတွေ့ရပါတယ်နောက်ဆုံး low speed နဲ့လဲနေပြီဆိုလို့ရှိရင်သူ MVR 3ကျော် 3.1 လောက်နဲ့လဲပါတယ်အဲ့ဒါဥမာဒါကတော့ကျွန်တော်တို့က hall ထဲမှာစမ်းရလို့ပေါ့နော်ကိုယ့်ရဲ့အိတ်ခမ်းလိုမျိုးအခန်းထဲမှာသုံးမယ်ဆိုလို့ရှိရင်ဒါစန်စာကပို့ပြီးတော့အာရုံခံနိုင်စွမ်းရှိပါတယ်အဲ့ဒီအတွက်လဲတဲ့ MVR က2ကျော်လေးပဲရှိမယ်ဆိုလို့ရှိရင် watt ကကျွန်တော်တို့က400ကျော်ပဲစားမှာဖြစ်ပါတယ်ဒါဆိုရင်ဒါ energy saving တကယ်ဖြစ်တယ်ပေါ့ဗျာ okay အဲ့လိုမျိုးအဲ့ဒါကြောင့်မို့လို့ပြီးရင်အတန်ဆူညံမှုတွေပါတယ်မှာဆိုရင်လည်းဒါလေတိုက်လို့လဲပါနော် okay ဒီချစ်တစ်လုံးထောင်ထားရင်တော့အောက်တော့မလုပ်ပါဘူးပြီးရင်ဒီမှာရေဆိုရင်လည်းကျွန်တော်တို့ဒါရေပြင်ကလုံးဝဒီလိုရင်းတာမရှိဘူးပေါ့နော်ဒါအောက်တို့ပေါ်မှာအောက်တို့ရဲ့လဲနေတဲ့တုံခါမှုကိုကျွန်တော်တို့ပြကျင်တာပါဆိုတော့အတန်တွေပါဆိုရင်လည်းဆူညံတန်လုံးဝမရှိပါဘူး noise level အရင်နှိမ့်ပါတယ် okay ဒါဆိုရင်အင်ဒိုမှာဆိုရင်လည်းကျွန်တော်တို့ coin တွေပါတယ်ကာဘာတွေနေထားလဲလှပါတယ်ဒါဆိုရင် coin တွေကတော့ blue film ကိုသုံးပေးထားတယ် coin လေးဆိုလည်းရမ်းလှတယ်ပေါ့နော် okay သူ့ရဲ့ filter တွေဆိုရင်လည်းဒါလွယ်တကူဖြုတ်ဆေးလို့ရတယ်
သုံးအောင်မယ်ဆိုရင်ဒီလိုလေးပေါ့နော်โอเคအဓိကကတော့ကျွန်တော်တို့အားသာချက်ကဘာလဲပြောရင်စောစောပြောသလို energy saving လုပ်လိုက်တဲ့အခါမှာ energy saving လုပ်လိုက်တဲ့အခါမှာကျွန်တော်အေးနှုံးကိုလုံးဝ short ချမပစ်ပါဘူးအေးနှုံးကတော့ဆက်ပြီးအေးနေမယ်ကိုထားထားတဲ့ temperature အတိုင်းပဲပေါ့နော်ပြီးရင် energy ကတော့ saving ဖြစ်နေမယ်ဆိုတော့ဒါတကယ်တမ်းသုံးမယ်ဆိုရင်တော့သုံးလို့အဆင်ပြေပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကအာမခံကိုကြည့်မယ်ဆိုလို့ရှိရင်လည်း inverter type တွေကအောက်တိုးမှာ circuit ပါတဲ့အတွက်ကျွန်တော်တို့တကယ်ရောတာဝန်ယူမှုကောင်းရလားပေါ့နော်အာမခံကာလအတွင်းမှာပြင်စိတ်ချရပါတယ်လုံးဝကိုယုံကြည်စိတ်ချစွာနဲ့သုံးဆွဲလို့ရတယ်ကျွန်တော်တို့ spare part တွေအပြည့်စုံရှိတယ်ပြီးရင်အာမခံကာလအတွင်းမှာတစ်ခုခုဖြစ်ရင်လည်းလုံးဝကိုတာဝန်ခံမှုရှိပါတယ်ဆိုတော့ဈေးတန်းအနေနဲ့ဆိုရင်ဒါကျွန်တော်တို့တက်ဆင် PC ဈေးပေါ့နော်ရိုးရိုးတကောင်ဆိုရင် inverter type မဟုတ်ဘူးเนาะရိုးရိုးတကောင်ဆိုရင်14သိန်း5000ပဲရှိတယ်တကောင်ဝဲဆိုရင်16သိန်း3000ပါတကောင်ဆိုလို့ရှိရင် inverter type ထဲမှာကျွန်တော်တို့ဒါ18သိန်း5000ကနေစမယ်ဆိုတော့ဒီဈေးတန်းမှာဆိုလို့ရှိရင်ဒါ18သိန်း5000ဆိုတော့ကျွန်တော်တို့အရင်နဲတဲ့ထဲတော့မပါပေမဲ့ mid range ထဲမှာတော့ရှောက်ပါတယ်ဆိုတော့ mid range ထဲမှာအကောင်းဆုံးဖြစ်တဲ့အတွက်ဒါကျွန်တော်တို့သုံးမယ်ဆိုရင်ဒါ MCG ကိုကျွန်တော်တို့လုံးဝယုံကြည်စိတ်ချစွာနဲ့သုံးဆွဲလို့ရပါတယ်ကျွန်တော်တို့ရဲ့စမ်းသပ်မှုအရာ review လဲအောင်ပါတယ်ဆိုတော့ဒါသုံးမယ်ဆိုရင်အဆင်ပြေပါတော့တကောင်ဝဲဆိုလို့ရှိရင်18သိန်း9000ပါဆိုတော့19သိန်းအောက်ပေါ့ဗျာ19သိန်းတိပါ19သိန်း1000ပဲရောတယ်နော်18သိန်း9000နဲ့ရပါမယ်တကောင်ဝဲကိုဒါကျွန်တော်တို့ရဲ့ Coolest ကနေ promotion လုပ်ထားတဲ့ဈေးပါဒီထက်တခြားဆိုင်တွေလည်းစုံစမ်းလို့ရပါတယ်နော် okay ဆိုတော့ဒီဈေးတန်းလေးမှာကျွန်တော်တို့သုံးပြုမယ်ဆိုရင်30အောက်ပေါ့ဗျာဟို5နှစ်နဲ့9နှစ်ကြားကိုကောင်းကောင်းလေးသုံးကျင်တယ်ဆိုလို့ရှိရင်သူ့မှာကလေးကမူလအာမခံ9နှစ်ပါပါတယ်ဆိုတော့ရည်သွေးကောင်းကောင်းလေးသုံးကျင်တယ်ဆိုရင်ဒါ MCG ကိုသုံးဆွဲလို့ရပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်လည်းဒါပစ္စည်းတွေကအလုံးလောက်ရှိပါတယ်လိုသလောက်ရပါတယ်โอเคအဲ့တော့ကျွန်တော်တို့ MCG လေးနဲ့အတူတူမိမိရဲ့နားယူချိန်လေးတွေကိုကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက်ကျွန်တော်တို့ Coolest ကနေဖုန်းဆက်လိုက်ပါလာရောက်တက်ဆင်ပေးဖို့အဆင်သင့်ရှိပါတယ်ခင်ဗျာအားပေးကြတဲ့သူတွေလည်းကျေးဇူးအများကြီးတင်ရှိကြောင်းပြောကြလိုပါတယ်โอเคနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ